ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများအတွက်အပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျယ်ပွင့်တေရောနမိတ်ဖြစ်ပါတယ်တေရောက9ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးခြင်းဖြစ်ပါတယ်ဒီဩဒရန်အစီအစဉ်လေးကိုကျွန်တော်တို့အပတ်စဉ်တောက်ကြနေညနေ6နာရီမှာဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်ပါတယ်ဩဒရန်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါချင်ပါတယ်။နံပါတ်1ကကျွန်တော်တို့ယူရိုမင်္ဂလာချမ်းကဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်ဒီမှာပိတ်ရက်မရှိဖွင့်ပါတယ်နော်။တော့မြည်သူမစိုးကျွန်တော်တို့ယူရိုမင်္ဂလာချမ်းမှာရရတွေလာပြီးတော့အခမဲ့ပြုလုပ်နိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီယူရိုမင်္ဂလာချမ်းမှာအင်္ဂါနေ့နဲ့စနေနေ့ဆိုရင်နဝင်းပွဲရရကြီးရှိပါတယ်။တနင်္ဂနွေနေ့ဆိုရင်တော့ကမွန်ကြီးစေပါအလူရရပွဲရှိတယ်ပေါ့နော်တနေ့လာလေးဆိုရင်နိုင်ငံခြားကိုမြန်သွားဖို့ခုံဖနက်စီးပြီးတော့ပြုလုပ်လို့ရတဲ့ရရရှိပါတယ်အင်္ဂါနေ့မှာဆိုရင်တော့နဝင်းရရရှိတယ်ညဘက်မှာဓာတ်ကြီးလေးပါရရရှိတယ်ကြာသပတေးနေ့မှာဆိုရင်တော့ခေါင်းဆေးမင်္ဂလာရရကြီးရှိပါတယ်တောက်ကြနေ့မှာဆိုရင်တော့တရားပွဲရရရှိပါတယ်အဲဒီတပတ်တာကာလရရတွေကိုမြည်သူမဆိုအခမဲ့လာရောက်ပြီးတော့ပြုလုပ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့တချို့မိတ်ဆွေတွေကယူရိုမင်္ဂလာချန်ကိုအကြောင်းမျိုးနဲ့မလာနိုင်တဲ့လူတွေရှိတာပေါ့နော်မလာနိုင်တဲ့လူတွေကတော့ယူရိုမင်္ဂလာချန်ရဲ့ဖုန်းနံပါတ်တွေကနေဆက်သွယ်ပြီးတော့ online ကနေပြီးတော့ဗီဒင်းဟောစတန်လေးတွေမှာယူနိုင်ပါတယ်39969239လုံး9ဆိုတဲ့ဖုန်းနံပါတ်ရှိတယ်39992029ဆိုတဲ့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောစတန်လေးတွေမှာနိုင်ပါတယ်နော်တော့တနင်္ဂနွေသားသမီးများအတွက်ကံကြမ္မာဖတ်ကြားပြီးမှဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ကြာလာတဲ့တေရောနမိတ်လေးတွေရှိပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ပထမဆုံးကြာလာတဲ့တေရောနမိတ်ကကြတော့ဒုတ်6ချောင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ထဲမှာဆိုရင်တော့လူလင်တယောက်ကမြင်းစည်းရဲမဲ့လူလင်တယောက်ကအောင်မြင်မှုပန်းကုန်းကိုတည်ဆောင်လာတဲ့ကံကြမ္မာနမိတ်ဖြစ်တယ်နောက်တနင်္ဂနွေသားသမီးတွေဒီကလာမှာအလုတ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေနောက်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေအောင်မြင်မှုရမယ်ပေါ့နော်ပြည့်မြောက်မှုတွေရမယ်ကိုကဆွဲလုံးလာဝရိယနဲ့ကိုကစူးစမ်းခဲ့တယ်အားထုတ်ခဲ့တယ်ဒီချိန်မှာအောင်မြင်မှုရဲ့အသီးပွင့်ကိုခံစားရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအောင်မြင်စေဖို့အတွက်နောက်ကနေပြီးတော့တွန်းပို့ပေးမဲ့လူမျိုးတွေပေါ့ဝင်းရံမဲ့လူတွေထောက်ပံ့မဲ့လူတွေလည်းများစွာကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လုပ်ငန်းဆောင်တာတွေတိုးချဲ့ပြီးတော့လုပ်ကိုင်ဆောင်ရွက်တင်ပါတယ်။လုပ်ရင်ကောင်းမလားမကောင်းလားလို့လုပ်တင်လားမလုပ်တင်ဘူးလားစဉ်းစားနေရတဲ့ကိစ္စတွေရှင်လုပ်ကိုလုပ်တင်ပါတယ်။ဒီကတော့အကျိုးပြုတဲ့မိတ်ဆွေရဲ့ပေါင်းတဲ့တငယ်ချင်းတွေအကျိုးပေးတဲ့လက်အောက်ငယ်သားတွေအများကြီးရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကိုယ့်အနေနဲ့လက်ရှိလုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုအကြောင်းပြုပြီးတော့ခရီးဝေးတို့ခရီးနီးတို့နိုင်ငံခြားခရီးတွေပေါ့နော်သွားမယ်လို့ကြံစီကြိုးစားအားထုတ်ထားတဲ့ကိစ္စတွေရှင်ဧကံမှုချသွားတင်ပါတယ်။သွားတဲ့အတွက်လည်းအောင်မြင်မှုရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေရဲ့စီးပွားရေးလုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့တဲတော်ကံကြမ္မာနဲ့တစ်ဆက်တည်းမှာပါရှိလဲဆိုတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့မော်ဝိဇ္ဇာဝိဇ္ဇာမတကယ်သို့နတ်မတကယ်သို့အကျိုးဖြစ်ထွန်းတာပေါ့ရုပ်တရက်မမျှော်လင့်မဲနဲ့ငွေစုလိုက်ပြန်လိုက်ဝင်လာတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတယ်အဖက်ဖက်ကနေပြီးတော့အစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေအောင်မြင်မှုတွေရတတ်ရစရာရှိတဲ့ငွေတွေချောချောမောမောရနိုင်ပေးစရာရှိတဲ့ငွေတွေလည်းပဲချောချောမောမောပေးနိုင်ကိုယ်အနေနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေကြုံနေတဲ့ဆိုရင်တော့မှအဲ့ဒီပူပန်သောကတွေဟာဝိဇ္ဇာမတကယ်သို့နတ်မတကယ်သို့ပြည်လည်သွားတာမျိုးတွေဖြစ်နိုင်တာပေါ့ဒါတော့ဒီကလာမှာတနင်္ဂနွေသားသမီးတွေအတွက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာကိုပြောပါဆိုရင်စိတ်မပူနဲ့အစဉ်ပြေသွားနိုင်တယ်မိမိတို့ကိုးကွယ်ရာဘာသာလိုက်ပေါ့နော်ဆူတောင်းခြင်းတွေမေတ္တာဘာဝနာပွားများခြင်းတွေသူတော်စင်သူတော်ကောင်းတွေရဲ့မေတ္တာဓာတ်ကိုခံယူခြင်းတွေကိုတေချာပေါင်းပြုလုပ်သင့်တယ်လို့အကြံဉာဏ်ပေးချင်ပါတယ်။ဒါငွေကြေးနဲ့ပတ်သက်တဲ့ကံတာကိုပြောတာပါနော်
နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတာတာမှာကြတော့ဓာနမိတ်ကြတယ်ဓာနမိတ်ကကြတော့အခက်အခဲလေးတွေကြုံရတတ်တယ်ပူပန်သောကလေးတွေကြုံရတတ်တယ်စိတ်ညစ်ရတတ်တာပေါ့နော်ဆွေမျိုးသားချင်းတွေနဲ့စက်တူရှယ်ယာပူတွယ်ပေါင်းဆက်လောက်ကိုင်းဆောင်ရွက်မယ်လို့ဟိုရည်ရွယ်ထားတဲ့ကိစ္စတွေဆိုရင်မမျှော်လင့်မဲ့နဲ့ပြက်ပြားသွားတတ်တဲ့အချိန်ကာလမျိုးတွေလည်းဖြစ်တတ်ပါတယ်နောက်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေစီးပွားရေးအဆင်မပြေလို့လုပ်ငန်းဆောင်တာတွေမှာအဆင်မပြေလို့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကကြုံလို့ကိုယ်မှာစိတ်တော့ကကြုံရတတ်ပါတယ်အဲ့တော့ဒီကာလမှာဆွေမျိုးသားချင်းဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်တော့အဲဒီစိတ်မောလူမောကြုံရတတ်ပါတယ်နောက်လူမှုရေးကံတာတာတွေမှာကြတော့တနင်္ဂနွေသားသမီးတွေအတွက်ကျဲပွင့်ဘယင်ဆိုတဲ့နမိတ်ကြတော့ဗောနော်ဒီနမိတ်ကကြတော့တော်တော်လေးကောင်းပါတယ်လူမှုရေးကံတာတာတွေကောင်းတယ်နောက်လူချစ်လူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုယူရမှုလေးစားမှုတန်ဖိုးထားမှုတွေကိုအပြည့်အဝရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်ဘယ်ပေါင်းစုံကနေပြီးတော့ကိုကြီးပန်ဖို့ပေးမယ်မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေလည်းကြုံရတတ်ပါတယ်နောက်ကျမ်းမာရေးကတော့အထူးပြောစရာမလိုပါဘူးကျမ်းမာရေးကံတာတာအကောင်းပါတယ်ကျမ်းမာရေးအညံ့တွေအခိုက်တွေကြီးကြီးမားမားမရှိဘူးယောဂကြီးကြီးမားမားမဖြစ်ဘူးခံစားနေရတဲ့ယောဂဝေဒနာတွေတောင်မှတိတိတသာတက်တာပျောက်ကင်းသွားမဲ့ကံတာတာမျိုးရှိပါတယ်နောက်ပညာရေးကိစ္စကိုအကြောင်းပြုပြီးတော့ခရီးသွားရတတ်ပါတယ်နိုင်ငံခြားပညာတော်သင်ကိစ္စတွေထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကာလပါနောက်ချင်းတော်နဲ့ပတ်သက်တော့ကျဲပွင့်ဧကရီတဲ့မျက်နှာပွင့်တယ်စမ်းပွင့်တယ်ချစ်သူမရှိသေးတဲ့တနင်္ဂနွေသားသမီးတွေဟာချစ်သူရတတ်တယ်အိမ်တော်ရေးကိစ္စစေတကြောင်းလမ်းကိစ္စမင်္ဂလာကိစ္စတွေပြုလုပ်ဆောင်ရွက်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်သားသမီးရင်သွေးရနာလည်းရတတ်တယ်နောက်ကိုယ်နဲ့ကွဲကွာနေတဲ့ချစ်သူထံကနေပြီးတော့သတင်းကောင်းတွေအဆက်အသွယ်ကောင်းတွေကြားတတ်တဲ့အချိန်ကာလပါအဲ့တော့ဒီကာလမှာကျွန်တော်တို့တနင်္ဂနွေသားသမီးတွေရဲ့ကံတာတာကံကြမ္မာကိုဖတ်ကြားတဲ့အခါမှာကံတာတာအကောင်းများပါအညံ့နေတယ်ပေါ့နော်အကောင်းများပါတယ်နော်တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်ဆိုရင်အပြာရောင်ရဲ့နီညိုရောင်ရဲ့ကောင်းပါတယ်အပြာရောင်လေးတွေကောင်းတယ်နီညိုရောင်လေးတွေကောင်းပါတယ်နော်အပြာရောင်လေးတွေဝတ်ပါနီညိုရောင်လေးတွေဝတ်ပါနောက်အကျိုးပေးတဲ့နံပါတ်ကတော့6ကနန်း3ကနန်းဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတစ္ဆာပန်း6ကက်ကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းပါအညံ့အခိုက်တွေဖြည့်ပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါကျွန်တော်တို့တနင်္ဂနွေသားသမီးများတပတ်တာကာလမှာတွေ့ကြုံရမယ့်ကံကြမ္မာဆိုးကောင်းလေးတွေအတွက်တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အကြောင်းမျိုးနဲ့ယူတော်မင်္ဂလာချံကိုမလာရောက်နိုင်တဲ့မိတ်ဆွေတွေရှိပါတယ်အဲ့ဒီမိတ်ဆွေတွေကိုကတော့ကျွန်တော်တို့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဘေးတွေမေးမြန်းလို့ရပါတယ်နောက်ဟောသနန်းလေးတွေမှာလို့ရတာပေါ့နော်ဟောသနန်းလေးတွေကတော့ရက်ချင်းပြန်ပေးမှာဖြစ်ပါတယ်အဲ့ဒီရက်ချင်းလေးအတိုင်းကျွန်တော်တို့ပြန်လဲပြီးတော့ပို့ပေးမှာပါကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးအပေါင်းလဲကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြည့်ပါစေပေါ့နော်အထူးအဖြင့်ကျွန်တော်တို့ဖိတ်ကြားကြတာလေးတစ်ခုစီပါတယ်လာမယ့်ဒီဇင်ဘာ25ရက်နေ့မှာကျွန်တော်ယူရိုမင်္ဂလာချမ်းမှာအုံညိုပွဲရှိပါတယ်ညနေဘက်ညဘက်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ ਨੇ အတူတကွအုံညိုပွဲမှာပါဝင်ဆင်နွှဲခြင်းတဲ့လူတွေယူရိုမင်္ဂလာချမ်းကိုခရစ်စမတ်နေ့အရောက်လာခဲ့ဖို့ဖြစ်ပါတယ်ကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ကြပါစေလို့ဆုတောင်းမေတ္တာလေးပို့သပေးပါတယ်